ကလေးများအားလုံးပဲမင်္ဂလာပါအဲ့တော့ထုံးစံတိုင်းပဲအဖွင့်လေးလေးရတယ်နည်းနည်းကလေးလေးနည်းနည်းပြောကြရလေးရှိနော်အဲ့ဒါလေးနားထောင်ပေးပါနော်အဲ့ဒါလေးပြောပါကဲအခုကလေးတွေလာတယ်မဲ့ဘာသာစကားကဘာသာစကားလဲအင်္ဂလိပ်ဘာသာစကားဆိုတာတိုင်းပြည်တစ်ပြည်တဲ့နေရာတနေရာနဲ့သုံးတဲ့ဘာသာစကားမဟုတ်ဘူးတကဘာသုံးဘာသာစကားဖြစ်တယ်ဒီအင်္ဂလိပ်ဘာသာစကားဘယ်လိုကြောင့်ဒီလိုကဘာသုံးဖြစ်လာတယ်လဲကဘာသုံးဖြစ်လာတယ်ဆိုတော့အင်္ဂလိပ်ကိုလိုနီတွေကနေစတာပေါ့ကွာအင်္ဂလိပ်တွေကကိုလိုနီနဲ့ချဲ့တယ်ပေါ့နဲ့ချဲ့တော့သူတို့တွေကကဘာအနှံ့ရောက်သွားတယ်အဲ့တော့သူတို့ရောက်တဲ့နေရာမှာအင်္ဂလိပ်ဘာသာစကားရုံသုံးဘာသာစကားဖြစ်သွားတယ်ဆိုတော့အဲ့ရနေပြီးတော့မှတဖြည်းဖြည်းနဲ့နောက်ကုန်သွယ်တွေဖွင့်ပြိုးလာတယ်ကုန်သွယ်တွေဖွင့်ပြိုးတော့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံအယောင်းဝယ်တွေလုပ်တယ်အဲ့မှာဘာသာစကားဘလို့သုံးမလဲဆိုတော့အင်္ဂလိပ်ဘာသာစကားဖြစ်သွားတယ်အဲ့တော့အင်္ဂလိပ်ဘာသာစကား19ရာစု20ရာစုလောက်တည်းကကမ္ဘာကိုတော်တော်ပြန့်နေပြီနိအဲ့တော့ခုနတော့ဘာသာစကားကဘလို့ဖွင့်ပြိုးပထမတော့ကုန်သွယ်ဘာသာစကားပဲအဲ့ကုန်သွယ်တယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာသုံးတယ်ဘာသာစကားအဲ့ဒါကိုဘာခေါ်လဲဆိုတော့ lingua franca လို့ခေါ်တယ် LANGUA lingua franca ဆိုတာ communicated language ပေါ့ခုနတယောက်နဲ့တယောက်ဆက်သွယ်ဖို့သုံးတဲ့ဘာသာစကားအဲ့ရနေပြီးတော့တိုးတက်လာတာ20ရာစု21ရာစုရောက်ကြတော့သူကကုန်သွယ်ရေးဘာသာစကားလည်းမဟုတ်တော့ဘူးကပညာသင်တာကျန်းမာရေးစီးပွားရေးလူမှုရေးနဲ့အခုနေပဲအသစ်ဒီအခုဆိုကွန်ပျူတာဖွင့်လာရင်ဘာနဲ့ထွက်လာမလဲနေပဲအသစ်ဒီကိုအင်္ဂလိပ်စာပြန့်နှံ့သွားတယ်ပြန့်နှံ့သွားတာကတော့အင်္ဂလိပ်စကားကဒီတက်ပို့ပြီးတော့ထပ်ဖွင့်ပြောသွားတယ်ထပ်ဖွင့်ပြောသွားတော့သူက global language ဖြစ်သွားတယ် global တကမ္ဘာလုံးနဲ့ဆိုင်တဲ့ဘာသာစကားဖြစ်တယ် global language ဖြစ်သွားတော့အဲ့ဒါကိုစကားလုံးတစ်လုံးထွင်လိုက်တယ် globage GLOBISH globage အဲ့ဒါအင်္ဂလိပ်ဘာသာစကား global english ကိုပြောတယ်အဲ့စကားလုံးနှလုံးပေါင်းလိုက်တာ globage ဖြစ်သွားတယ်အဲ့တော့မင်းတို့သိတဲ့အတိုင်းဒါဆိုလို့ရှိရင်ဒီစကားကိုဘာကြောင့်ပြောရတာလဲဆိုရင်မင်းတို့ကိုဘယ်လောက်ကြိုတင်ပြင်ဆင်ထားအောင်လဲဆိုတာဖြစ်အောင်လို့ကြိုပြောထားတာအဲ့တော့ဒီလောက်ကြည်ပြန့်တဲ့ဘာသာစကားကြီးပညာရေးမှာသွားမလားစီးပွားရေးသွားမလားလူမှုရေးသွားမလားအတွေးခေါ်ပိုင်းကိုသွားမလားဘာသာရေးကိုကြည့်အောင်မလားဒါဒီအင်္ဂလိပ်စာနဲ့ပဲဒါဆိုလို့ချင်းအင်္ဂလိပ်စာကိုတာမန်လေးဟောင်းအောင်ယူဖိုင်နဲ့အဆင်ပြေမလားမင်းအဲ့ဒါစဉ်းစားပေါ့အဲ့ဘလောက်တက်ဖို့လို့လဲစကားလုံးတွေဘလောက်သိဖို့လို့လဲဒါနေပတစ်ခုကိုမင်းဝင်မယ်မင်း professional တစ်ခုဝင်မယ်ဆိုတော့လည်းမင်းစကားလုံးတွေအများကြီးသိရမယ်တဘောကအဲ့တော့ vocabulary အများကြီးလိုတယ်အဲ့တော့ vocabulary အများကြီးလိုတဲ့ခါကျတော့ဒီမှာမင်းတို့ပေးထားတာဆရာ speaking လေးတခုလည်းမဟုတ်ဘူး listening speaking reading writing ဒီကမှမှာဆိုရင် junior reading senior reading တွေအများကြီးဖတ်ရမယ်တဘောကလည်းနော်အဲ့တော့ဖတ်ရမယ်စကားလုံးကမင်းတို့အကြောင်းသားတစ်ယောက်မရှိမဖြစ်နိုင်ဆုံးမသိမဖြစ်သိရမယ်စကားလုံးက850ရှိတယ်မသိမဖြစ်သိရမှာ850ဒီတဲ့ပို့ပြီးတော့ dictionary ဖတ်ချင်ပြီဆိုစကားလုံး2000သိရမယ်အဲ့တော့ general survey list လို့ခေါ်တယ်စကားလုံး2000ဆိုတာအခြေခံစကားလုံးပဲအဲ့တော့မှအဲ့ရဖတ်ထက်တက်လာတဲ့ခါကျတော့မှစကားလုံး3000အဲ့လိုသိလာအဲ့တော့မင်းတို့ Time magazine တို့ဘာလို့ဖတ်ချင်လာပြီဆိုရင်စကားလုံး1000ကျော်တာဒီတဲ့ပိုသိလာလို့ရှင်ဒီတဲ့ပိုကျယ်ပြန့်တဲ့ level တွေသိလို့စကားလုံးတွေများလိုလာလေပဲအဲ့တော့ဒါဆိုရင်လာပိုင်းရက်ပိုင်းနဲ့ဒီဘာသာစကားသင်လို့ရမလားအဲ့ဒါကိုမင်းတို့စဉ်းစားသဘောပေါက်လာလေနော်တစိမ့်စိမ့်အဲ့တော့ဆရာကျောင်းမှာနေသွားတာမင်းတို့ရှေ့ကစင်ညာကြီးတွေမေးကြည့်လိုက်အောင်ဘယ်လောက်နေသွားကြလဲသူတို့အခုဆိုရင်ကဘာနဲ့နှံ့ဆရာကျောင်းသားတွေပြတ်နေပြီတက္ကသိုလ်မှာ professor ကြီးတွေဖြစ်နေကြပြီအင်္ဂလန်မှာဆိုရင်ကောင်းမြတ်ကျော်လို့ပေါ့ဆိုတာနှလုံးအထူးပါရဂူးတွေဖြစ်နေကြပြီအသက်တွေတော့40ကျော်ပေါ့98 99ကရောက်လာတဲ့ကျောင်းသားတွေအင်္ဂလန်မှာသွားပြီးတော့ professor ကြီးတွေဖြစ်နေကြအဲ့ဒါဘာသာစကားသူတို့ဘလောက်ထိနိုင်သွားလဲဆိုတဲ့ပေါ့ဘာသာစကားနိုင်တဲ့အတွက်လည်းအဲ့လိုပေါက်သွားတာပေါ့ဗျာနော်အဲ့ဒါကြောင့်မလို့အဲ့တော့ဘလို့ကိုကြိုတင်ပြင်ဆင်ထားမလဲငါတာမန်လေးနဲ့ဒီလောက်ကလေးနဲ့ how are you fine လုံးနဲ့အဲ့လောက်နဲ့အဆင်မပြေဘူးနော်အဲ့ဒါလောက်နဲ့တော့မလို့လူရဝင်မှာမဟုတ်ဘူးနော်ကဲအဲ့တော့ဟုတ်ပြီဘာသာစကားကိုစလေ့လာတာကဘယ်ဟာစလေ့လာလဲနည်းနည်းစဉ်းစားမယ်ဘာသာစကားစလေ့လာကကြတော့ဘာသာစကားဆိုတာဘာလဲဆိုတော့ဘာသာစကားအတန်ဘာသာစကားဒီအတန်ပဲနောက်မှစကားလုံးတွေကအခရာတွေကာကြီးခါပွဲတွေပေါ်တာလေအင်္ဂလိပ် ABCD တွေပေါ်တာလေစပေါ်တာကအတန်ဒါဆိုလို့ချင်းဘာသာစကားကိုလေ့လာမယ်ဆိုဘယ်ဟာစလေ့လာလဲအတန်လေ့လာမယ်
အဲ့တော့ဘာသာစကားကိုပြောတဲ့အခါမှာနားထောင်တာရှိတယ်ပြောတာရှိတယ် listening ရှိမယ် speaking ရှိတယ်ဒါဆိုရင်ဘလို့အရင်တက်အဲ့ဒါစဉ်းစားကြရလို့နော်ဒါကြောင့်ပထမဆုံးကလေးတွေသိရမှာက listening listening တင်မှာဖြစ်မယ်အဲ့တော့ listening ကရောဘယ်လောက်တက်တော့လဲခုနဆရာပြောပြီးပြီ listening တက်ဖို့ဆိုတာလဲစကားလုံးတွေအများကြီးမလိုဘူးလားလို့တယ်လေမြင်စကားလုံးတွေနှလုံးသွင်းလို့နဲ့မင်းဘယ်လိုလုပ်ပြီးတော့ဒီ listening အဖြစ်မြင်လဲအဲ့သူ့ level အလိုက်ပဲသူ့ level အနှိမ့်မှာတော့စကားလုံးနည်းနည်းလိုပဲမြင့်လာလေအပေါ်ပိုင်းရောက်လာလေစကားလုံးတွေအများကြီးလိုလာနေပြီနော်အဲ့လိုဖြစ်သွားမယ်အဲ့တော့ listening ကိုဆရာတော်ကဆရာဘယ်လောက်တော့အခက်အခဲပြလဲဆိုတော့အဲ့ဒီသဘောတရားတွေကိုကျွန်တော်နားမလည်ခဲ့ဘူးနားမလည်ခဲ့တော့ဗမာပြည်မှာဆရာစပြီးတော့ English စကားတင်တာ grammar စတယ် grammar စတင်ပြီးတော့တခါ reading ဝတ္ထုတွေဖတ်တယ်ပြောင်းပြန်နေဖြစ်နေတာကိုယ့်ကိုမသိဘူးရန်ကုန်မှာလည်းဒုဗမာပြည်မှာလည်းအဲ့ method တွေမရှိဘူးအဲ့ဒါကြီးအဲ့လိုမရှိခဲ့ဘူးအဲ့တော့ English စာသင်စာဖတ်တာပဲနေတာပဲ test လို့ပဲစပြီးဖတ်ကြတာပဲအဲ့တို့မြန်မာပြည်ရဲ့ဒုက္ခအဲ့လိုဖြစ်တာလေကျောင်းလိုက်လို့ပဲဟာ grammar တွေသင်ကြ test board တွေဖတ်ကြမင်းငါတိုင်း test board စဖတ်နေရတယ်ကွာမင်းတို့သိရတိုင်းပဲအတန်မင်းတို့သင်ခဲ့လားကျောင်းမှာအတန်မသင်ခဲ့ဟောအဲ့လိုဖြစ်တာကျောင်းလိုက်လို့ဖြစ်တာဖြစ်တဲ့ကကြတော့ဘာဖြစ်လဲဆိုတော့ဗမာပြည်မှာ7နှစ်လောက်အင်္ဂလိပ်စာကိုခါသင်တာစာအုပ်ကိုကြည်နေအောင်သင်တယ်တင်ပြီးအိန္ဒိယရောက်သွားတယ်အိန္ဒိယရောက်သွားကြတော့ဆရာသူများပြောတဲ့စကားဆရာနားမလဲတော့ဆရာပြောတဲ့စကားလည်းသူများနားမလဲအပြဿနာဘာဖြစ်ပါအဲ့မှာဖြစ်တာအဲ့ဒါလည်းတစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ဆရာတန်ရုံးမှာအလုပ်လုပ်တဲ့ခါကျတော့ဆရာ report တွေရေးရတယ်အစီအစဉ်လာ report တွေရေးတဲ့ခါကျတော့report ကအမြန်ဆုံးတက်နေတာဘယ်ရက်တက်ဆိုတော့အဲ့ခေတ်တုန်းကတော့ဖုန်းတွေပါတယ်မရှိသေးဘူးကွာ TV ပဲကြည့်ရတယ်ပေါ့ကွာTV ဆိုမနက်9နာရီ TV ဖွင့်ရတယ် TV ဖွင့်ပြီးတော့အဲ့ဒါဆရာကိုတောင်းပေးထားတာ report ရေးရမယ်ဆရာမနိုင် report ရေးပါဆိုတော့ဒါဆရာတောင်းရှိတယ်ဆိုတော့အဲ့ဒါ TV ကိုကြည့်ရတယ် TV ကြည့်တာ TV မှာကတို့ရှိမှာကြီးညာတာတယောက်တည်းကြီးညာတာဟိုမှာအဲ့လိုပေါ့နှစ်ယောက်ဟိုဘက်ဒီဘက်ကစကားအပြန်အလှန်ပြောတာတယောက်နဲ့တယောက်ဟာဘယ်နေမှာတိတ်သတင်းပြောတာရလဲမင်းညာကလဲလန်းကလမ်းဆောင်တွေလူရမှုဖြစ်ပါသည်အဲ့လေတာမဟုတ်ဘူးအဲ့လေတာမဟုတ်ဘူးတို့ထင်ပြလေတာအဲ့လေတိုင်းမတွေ့ရတယ်လေမနေ့တော့လှဲတဲ့မှာလူလဲမှုဖြစ်ပါသည်ရိုက်မှုဖြစ်ပါသည်ဘယ်လိုဖြစ်ပါဒါဟိုမှအဲ့လိုမဟုတ်ဘူးအဲ့မနေ့ကတော့လှဲတဲ့မှာရိုက်မှုဖြစ်တယ်သိပြီလားအဲ့လိုပဲဟိုဘက်ဒီဘက်အဲ့လိုသွားတာတကယ်စကား conversation ကွာဟိုသတင်းတင်ကြတယ်လို့မျက်နှာကြီးတည်နဲ့လေကမှာရိုက်ဖို့ဖြစ်ပါဘလူမဆိုင်မလားအဲ့ဟိုအဲ့လိုမဟုတ်ဘူးမသူများသတင်းကြညာတာကတကယ် well trained နေနောက်မှဆရာလေ့လာကြည့်တော့အဲ့အိန္ဒိယ TV မှာအဲ့ခုန news reader သတင်းဖတ်တဲ့လူဖြစ်ဖို့အနည်းဆုံးဘွဲရပြီး email ဘွဲရပြီးနောက်ထပ်9နှစ်လေ့လာရတယ်ကျောင်းတက်ရတယ်ဘာတွေလေ့ရလဲဆိုအဲ့အတန်တွေကိုစသင်နေရအတန်တွေကိုသင်နေရတာအဲ့ဒါအိန္ဒိယနိုင်ငံ training ရဒါမှမဟုတ်သူတို့ကဘာတွေသူတို့ TV တွေကကဘာပေါက်တာပေါ့တော်တော်လုံးလွှင့်တာပဲသူတို့ TV အဲ့လိုဖြစ်သွားတာပေါ့ကွာဘောပေါ့ဆိုတော့အဲ့မှာဆရာစပြီးတော့ TV ကနေလာတဲ့အတန် TV ကိုနှဖွင့်လက်ဖွင့်အောင်နားထောင်တာဘာမှလည်းနားမလဲဒါတော့ဆရာတော်တော်စာအုပ်ကိုတော်တော်စကလုံးကိုဆရာမှာအနည်းဆုံး1000နီးပါးလောက်ရှိတယ်ဆရာစာဖတ်ထားတာမနာဘူးနားမလဲဘာလို့အတန်ကိုဆရာမလေးကျင့်နေလို့အတန်မလေးကျင့်နေအဲ့ပြဿနာဆရာမှာဖြစ်တော့နားမလဲအဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ငါဘယ်လိုဖြစ်တာလဲစကလုံးတွေကလည်းမသိသေးဘူးကွာအဲ့ဒါကိုဒီမှာသင်သွားတဲ့အင်္ဂလိပ်စကလုံးဟိုမှာမလုံလောက်ပါဘူးလေစကလုံးကအဲ့လိုဖြစ်ပြန်အောင်ဆိုတော့အဲ့ဒါနဲ့ဆရာမနေ့9နာရီမှာသတင်းစာလာတယ်သတင်းစာအရင်စဖတ်တယ်အဲ့တော့သတင်းစာနဲ့ခုန TV နဲ့ကွာပုံကသတင်းကတော့မကွာဘူးဖြစ်ပုံကတော့တိတ်မကွာဥမာအဲ့လိုမနေ့ကလဲထဲမှာရိုက်မှုဖြစ်ပါတယ်မလူရိုက်မှုဖြစ်ပါတယ်ခါညာဆိုတာဒါတော့မကွာဘူးဒါပေမဲ့နောက်ဆုံးပေါ်သတင်းတွေကြတော့ဘယ်မှာပါမလဲ TV မှာပါမယ်သတင်းစာမှာမပါဘူးသတင်းစာညရိုက်ရတာတဘောလားဆိုနော်အဲ့တော့သတင်းစာနဲ့လည်းအဆင်မပြေဘူး TV ကလည်းအဆက်မပြတ် non stop ကြည့်နေရတယ်အဲ့တဘောတရားရှိတယ်ဆိုတော့အဲ့ဒါသတင်းစာကိုစပြီးတော့မနေ့9နာရီလာတော့သတင်းစာကိုစအရင်ဖတ်လိုက်တယ်သတင်းစာတော့တော်တော်များများနားလေတယ်ပေါ့ကွာအဲ့ဒါဖတ်လိုက်တယ်ဒါပေမဲ့ခုနပြောလို့ကျမလုံလောက်တဲ့အတွက်ဗမာပြည်မှာကိုတင်သွားတဲ့စကားလုံးနဲ့မလုံလောက်ဘူးတော့ dictionary လည်းဗမာပြည်မှာသုံးတဲ့ dictionary စကားလုံး3သိန်းကျော်မလုံလောက်ဘူးအဲ့ dictionary မလုံလောက်ဘူးအဲ့တော့ dictionary နောက်ထပ်3သိန်း4သိန်းပါတဲ့ dictionary အကြီးဝယ်ရတယ်စကားလုံးတွေကအများကြီးပဲအရန်ကျွဲသွားတာပဲတို့တွေရေးတာအဲ့ဒါမနေ့9နာရီတို့ထစပြီးတော့သတင်းစာဖတ်လိုက်တယ်သတင်းစာဖတ်ပြီးတော့9နာရီမှာ TV ကြည့်လိုက်တယ် TV ကြည့်လိုက်တော့သတင်းကမကွာဘူးပေါ့ကွာ
တရင်သာမှာပါတဲ့တရင်နဲ့ဟိုမှာကြည့်တယ်အဲ့တော့ဘာလို့ဆရာအရင်ရဘာလို့ရသွားလဲဆိုတော့တရင်သာကဘာလို့ရလိုက်လဲဆိုတော့ဘကစကလုံးရလိုက်တယ်ဟိုက TV ကဘာရလိုက်လဲအေးအဲ့ဒါအဖြစ်ရတာဗျာဒီရအဲ့တော့အဲ့လိုနားထောင်ပြီးတော့အဲ့တော့2လလောက်ကျင့်ရတယ်ကျင့်လိုက်ရောဘယ်လောက်ဖြစ်သွားလဲဆိုတော့ဆရာရဲ့ listening skill ကဘယ်လောက်ဖြစ်လဲဆိုတော့ဒီမှာပြောနေတာကိုယ်ဘာသာစကားမိခင်စကားမြန်မာစကားပြောလို့အကုန်နားလဲတယ်အကုန်နားလဲတယ်အဲ့တော့ TV ကိုထတော့မကြည့်တော့ဘူးဆရာအဲ့ဒါ TV ကိုဂရင်ချင်းမှထားပြီးချိန်မှနဲ့လက်ခွင်တော့ကောင်းကိုချုပ်ပြီးနားထောင်တယ်အရင်အေးတယ်ကွာ DJ တို့ area မှာ0နာနဲ့ကတ်နေပြီ minus နာကတ်နေပြီအပူကြီးရတယ်အဲ့ဒါအချောနဲ့ဘဝကစောင်းလေးချုပ်ပြီးတော့နားထောင်ပြီးတော့ရုံရောင်ရေးအပူကြီးလိုက်တယ်ပြီးသွားအဲ့လိုဖြစ်တာအဲ့တော့ပထမဆုံးပြောနေတာဘာလဲဆိုတော့မင်းတို့ပထမဆုံးစပြီးတော့ဘာသာစကားစတင်မှာဘယ်ရစတင်ရမှာလဲ listening ရစတာအဲ့တော့ listening လို့တော့မှသူများပြောတော့နားထောင်ပြီးတော့မှမင်းဘာပြန်တော့မှာလဲ speaking ပြန်ပြီးအတူယူပြန်ပြောမယ် speaking ရ speaking ရအဲ့ဒါပထမစတာဘာနဲ့စမလဲ listening ပြီးတော့မှ speaking ရဟုတ်ပြီအဲ့တော့ listening လုပ်တဲ့အခါမှာခုနဆရာပြောလို့အခုဆရာနောက်3-4ရက်လောက်ဆိုရင်အင်္ဂလိပ်လိုစပြောတော့မယ်အင်္ဂလိပ်လိုစပြောမယ်ဆိုတော့ဆရာပြောတာနဲ့မြင်တမ်းနားလဲလားအဲ့ဒါလည်းကြုံနေပြန်ဆရာတော့အခလေးတွေကစိတ်မရှိဘူးဆရာအင်္ဂလိပ်လိုကြီးပြောဟာဆရာလည်းအင်္ဂလိပ်လိုပြောတော့ဘာနားလဲမှာလဲဘာသာပြန်လို့မရဘူးဘာသာပြန်လေမင်းတို့ပုံနားမလဲလေ English to English နားလဲနေမှာစဉ်းစားနေကြမှာ auto နားလဲနေရမယ်ကွာဘာသာပြန်နားလဲတာမျိုးမဖြစ်စေရဘူးကွာမင်းတို့သင်ရမှာ direct method နဲ့သင်ရမှာဒါ direct method နောက်ကခုနပြောလို့ English ဘာသာစကားမှာ foreign language ရှိတယ် second language ရှိတယ် foreign language ဆိုတာအဲ့စကားဘာလဲဆိုတာသိရင်တော့ပြီဒီတက်ပို့ပြီးတော့မင်းတို့အသုံးသိပြီးတော့ခုန apply မလုပ်ဘူး second language ကျတော့ apply လုပ်ပါပြီအဲ့ဘာသာစကားပြန်သုံးပြီးကိုမိခင်ဘာသာစကားသုံးတယ်လို့ပြန်သုံးရတယ်တက်ဖို့ကလည်းဘယ်လောက်တက်ဖို့လို့လဲဆိုတော့မိခင်ဘာသာစကားဒီပါလောက်တောင်းလို့ရတယ်တဘောပါလားခင်နော်အဲ့တော့အဲ့မှာစကားလုံးတွေကိုနားထောင်ဖို့လိုပြန်တော့စကားလုံးတွေလိုပြန်ပြီးအဲ့တော့ listening လုပ်တယ် speaking လုပ်တယ်ဆိုတော့စကားလုံးတွေအဲ့တော့ listening လုပ်ပြီးမှမင်းကသူများပြောတဲ့စကားပါလို့ဆို imitate လုပ်တယ်အတူတူမဲ့လိုက်ပြောမယ်အဲ့တော့ဆရာပြောတဲ့စကားကြီးအကုန်နားလည်မှာဆိုရင်မလဲဘူးအဲ့ဒါလည်းကြုတ်ပြန်အောင်လဲစရာနားလဲစရာလည်းမလိုနားလဲရင်ဒီကြောင်းကတက်စရာမလိုမတက်သေးဒါတက်ပြီးသားလို့မင်းတို့မတက်သေးလို့လာနားထောင်တာပဲမလဲဘူးတဖြည်းဖြည်းမှ listening ကလည်းတဖြည်းဖြည်းပါပြရတာမြင်လားတဖြည်းဖြည်းနားလည်မှုကပထမဆုံးမ10ရာနှုန်းလောက်တော့မနားလည်ဘူးမလို့ကျက်ပြတဲ့စကားနောက်တစ်ပတ်နှစ်ပတ်ကြာတော့20ရာနှုန်းလောက်တက်လာမယ်နောက်တစ်ပတ်နှစ်ပတ်ကြာလို့ချင်း30ရာနှုန်း40ရာဒီလိုလာမှလေဆရာပြောတာနဲ့တန်းနားတယ်ဟာမဟုတ်ဘူးလေအဲ့ဒါလည်းကြုံပြောတာပေါ့သဘောပေါက်လားကေနော်အဲ့တချို့ကလေးအစိတ်မပြောနားပေါအောင်နားလည်းမဘာမှလည်းမသိဘူးတက်အဲ့ဒါကိုပဲနဲ့နာမယ်အဲ့ဒါဘယ်ကြောက်တွက်တဲ့အဆင်မပြေဘူးနဲ့အဲ့စိတ်ကမျိုးနဲ့မရဘူးအဲ့တော့ထိုင်းပြီးတော့စိတ်နားတော့တက်တယ်အကြောင်းပညာအတန်းနဲ့မလို့မင်းတို့တက်တယ်ဟိုမှာဆက်ကြောင်းမှာဟိုနဲ့အဲ့တုန်းကရောက်လာတာဦးစင်းနေနဲ့ရောက်လာတယ်အညာသားဟိုမှာရွှေဘိုသားသူတယောက်ပြောတယ်ဒကာကြီးတဲ့ဆရာကြီးပြောတာကြီးဦးစင်းတလုံးမှနားမလဲဘူးနားမလဲတာကဟုတ်နေပြီဦးစင်းကနားလေလို့ဆိုဦးစင်းတက်ပြီးပြီလေဘာလို့တော့မှလဲပြည့်တော့ဒီပါလာတယ်အဲ့တော့နားမလဲဘူးဆိုတာဟုတ်တယ်တိုင်ဖက်တာလို့မသွားနိုင်ပဲဦးမအဲ့ဒါအခုတော့လူထွက်သွားပါပြီအခုဒူဘိုင်းရောက်တယ်တော့အေဂျင့်အောင်လုပ်တယ်အလို့မှဝက်ကအေးကဘာပတ်နေကိုဘိုထွန်းနေရွှေဘိုသားနှစ်တန်းပဲရှိတယ်ကျောင်းပညာရဲ့နှစ်တန်းပဲရှိတယ်အခုနေကဘာပတ်နေအခုအဲ့ဒါပဲအဲ့ဒါအဓိကဘာဖြစ်လဲဆိုတော့ပြောစကားကိုနားထောင်လို့ပဲလုပ်တယ်တဘောပါလားခင်နော်ပြောစကားနားထောင်မသွားနဲ့ဆိုမသွားနဲ့မလုံးနဲ့ဆိုမလုံးနဲ့သိချင်နားထောင်အဲ့ဒါပဲကဒါဆိုလို့ရှိရင် listening လုပ်မယ်လုပ်ပြီးမှဘာလုပ်ရမလဲ speaking လုပ်အဲ့တော့ speaking လုပ်တဲ့ခါကျတော့လေအားထုတ်ရမယ်အားထုတ်ရတယ်ဘယ်လုပ်ဖြစ်အားထည့်ရတာပဲ energize နော်အားထည့်ရတယ် listening လုပ်လဲစိတ်ကအောင်စားပြီးတော့နားထောင်ရမယ်စိတ်မပြတ်လွင်အောင်ကြိုးစားရမယ်အားလုံးစကားပြောပြီးဆိုရင်လည်းပြောဖို့တွေအားထုတ်ရတယ်ဟာငါပြောတာမှားသွားမလားမှန်တာအဲ့ဒါကြီးမစမ်းသားနဲ့ဘလူးမှစပြောရမှာမှန်တဘောကတော့စပြောတာအမှားတွေအများကြီးပြောမှာမြေ grammar မှားမယ် usage တွေမှားမယ် pronunciation တွေမှားမယ်အများကြီးမှားမယ်ပြောရင်တော့မှတဖြည်းဖြည်းနဲ့မှန်တယ်အဲ့တော့မင်းတို့ကလေးဘောကိုပြန်စဉ်းစားကြည့်ခုနစပြီးတော့စကားကလေးကစကားစပြောတာဘယ်ရွယ်မှာစပြောလဲတနေ့ခွဲနဲ့မှာစပြောတယ်အဲ့တော့တနေ့ခွဲနဲ့မှာစပြောလို့ဘလူးနဲ့ပြောမလဲ
အမေနဲ့ပြောမယ်အမေနဲ့ပြောတဲ့ခါကျတော့ဟိုအင်တာနက်အကြောင်းတွေပါပြီလားအမေနဲ့အလာဘာတလာဘာတွေပြောပြီလားအဲ့တော့အမေနဲ့သူနဲ့ပြောတဲ့ဘာသာစကားနေတိုင်းဘာပြောလဲတားလေးမမန်စားသမီးလေးကလေးကအချိန်ပြည့်အများတော့မြန်9:20လောက်အေးနိုးတယ်ဆိုတော့ဘာလို့ပို့လဲဘိုက်ဆိုင်အမေရသိတယ်လေနိုးမယ်ဆိုလောက်ထားပြီလားတားလေးမမန်စားသမီးလေးမမန်စားအဲ့လိုပြောတယ်အဲ့ဒီစကားကိုသူနေတိုင်းနားထောင်တယ်နေတိုင်းနားထောင်တဲ့ခါကျတော့တစ်နှစ်လည်းကြော်လာသူပြောဖို့ကြိုးစားတယ်ပြောဖို့ကြိုးစားတဲ့ခါကျတော့သူဘိုက်စားပြီဆိုတော့သူအမေကိုပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲအမေတတ်ဖင်းစားမယ်တန်းပြောလားအမေသမီးသမီးစားတော့မယ်ပြောပါမန်တော့ပဲလာဒါဒီကနေစလာတာဒီတဲ့ပို့ပြီးတော့နည်းနည်းဘောကကြလိုက်ကျွဲတဲ့ကလေးကမန်ချာစားဆိုတဲ့စကားသူမပြီးဘူးသူ့ရှာကလိုက်လို့မရဘူးစားဆိုတဲ့စကားလုံးမပြီးဘူးချမန်ချာအဲ့တော့မန်ချာလို့ပြောလိုက်တဲ့ခါမင်းကဘေးကငါတော့ဟမ်မောင်လေးမန်ချာ pronunciation မှာနေgrammar လည်းမဟုတ်ဘူးเนี่ยတော့ပြောလို့ရမှာအဲ့ဒါပဲမင်းတို့စပြောမှန်းထားပဲအဲ့ဒါကိုလည်းနားလည်အောင်တာကိုကအဲ့တော့ဟာနစ်မှန်တို့ကမှားနေမလုံနဲ့ကိုလည်းမှားနေတယ်ငါပြောလိုက်အဲ့ဒါပဲ pronunciation လို့အဲ့ pronunciation ကလည်းပြဿနာပဲအခုဗမာမှာမြန်မာအများစုကမြန်မာစကားပြောတယ်တနေနဲ့တနေအတန်တူလားဟိုကော့တောင်းတာဖိတ်သားတပွဲသားဘလို့တူလဲအတန်ပွဲဟိုရောစောသားဘလို့လို့တူလဲဗမာမှာတော့ဗမာစကားကိုဗမာတပြည်တည်းပြောတဲ့နိုင်ငံတော်မှာ pronunciation ကအဲ့လိုကိုယ်ကားဖြစ်နေတယ်ဆိုရင်တကဘာလို့ပြောတဲ့အင်္ဂလိပ်ဘာသာစကားဘလို့ဖြစ်မလဲတဘောဖြစ်မှာပေါ့နော်အဲ့တော့ဆရာတော်ကဆရာတော်တော်အဲ့ပြဿနာတော်တော်တွေ့ရတယ်ဘာလို့လဲဆိုတော့ဆရာအိန္ဒိယမှာနေတော့အဲ့အချိန်မှာဒီဟိုနဲ့ Commonwealth လို့ခေါ်တဲ့ဓနတာဟာယနိုင်ငံများအားကစားပွဲလုပ်တယ်အင်္ဂလိပ်လက်အောက်မှာကိုလိုနီဖြစ်ခဲ့မှုတဲ့နိုင်ငံတွေစုထားတယ်အဲ့စုထားတဲ့နိုင်ငံကိုစုအဖွဲ့ကိုဘယ်လိုခေါ်လဲဆိုတော့အခုအာဆီယံနိုင်ငံများခေါ်တယ်လို့ပဲသူတို့က Commonwealth လို့ခေါ်တယ် Commonwealth ဆိုတာဓနတာဟာယနိုင်ငံများAussie တို့ Australia တို့ Canada တို့တောင်အာဖရိကတို့အဲ့လိုနိုင်ငံတွေကုန်ပါတယ်အင်္ဂလိပ်စကားပြောနိုင်ငံတွေပေါ့ကွာအဲ့ဒီနိုင်ငံတွေစုပြီးအားကစားပွဲလုပ်တယ်အဲ့ဒါလုပ်တာဘာမှလုပ်လဲဆိုတော့ Australia မှာလုပ်တယ်အဲ့တော့ဆရာအိန္ဒိယနိုင်ငံရဲ့ school တွေကိုဆရာမှတ်တမ်းတင်ရတယ်အပြေးမှာဘယ်လောက်ရတယ်ဘောလုံးဘောမှာဘယ်လောက်ရတယ်ဘတ်မင်မှာဘယ်လောက်အဲ့အပြေးကိုနေ့တိုင်းဆရာ report လုပ်ရတယ်အဲ့ TV ကြည့်ပြီးတော့ TV ထိုင်ကြည့်ပြီးတော့ report လုပ်ရတယ်အဲ့ဒါပထမဆုံးစပြီးတော့ကြေညာတဲ့နေရာတော့ဒုက္ခရောက်တာပဲအဲ့မှာ16တွေကြေညာတယ်အတန်တွက်တွေက Aussie အတန်တွက်နဲ့ဒီဆရာတို့တင်ထားတဲ့အတန်တွက်နဲ့ရတယ်လုံးဝမတူနေ့တိုင်းပြောတယ်မင်းတို့အင်္ဂလန်မှာပြောတဲ့စကားက every day ဆိုတဲ့စကားပြောမယ်ဟိုမှာ Aussie က every day Aussie နာအဲ့လိုပြင်အဲ့တော့ pronunciation ရောသွားပြီးတော့ငင်းခုန်လို့ရတာအဲ့ဒါလည်းသဘောပေါက်ငါမှန်တယ်သူမှားတယ်မလုပ်နဲ့သူ့နဲ့သူပြောနေဗိတ်သားပြောတဲ့စကားနဲ့ရန်ကုန်သားပြောလင်းတာမတူအဲ့တော့သွားပြီးတော့ဗိတ်သားမှားတယ်မလုပ်နဲ့သူလည်းသူ့နဲ့သူမှန်တယ်အဲ့တော့ဆရာတပည့်တယောက်ဆိုရင်ဟိုနဲ့ဘူးသီးတော်မောင်တော့လာတဲ့ရခိုင်သူဆရာကြောင့်မှနှစ်3နှစ်နေသွားတာ9နှစ်7နှစ်လောက်နေသွားပါတယ်အခုတော့ Aussie ရောက်နေပြီAussie မှာ supermarket မှာ manager ကြီးလုပ်တယ်ကိုရွှေမြင့်တယ်သူကဆရာကိုတောင်းဆိုတယ်ဆရာတဲ့ကျွန်တော်ဟိုတဲ့ Oxford လေတန်းရအောင်သင်ပေးပါဆရာရဲ့တဲ့ Oxford လေတန်းရအောင်မင်းရန်ကုန်ရောက်တာဘယ်နှစ်ရှိပြီလဲ9နှစ်ရှိပြီတဲ့ရန်ကုန်လေတန်းပြီးအောင်ပြောရခိုင်တန်းဖြောက်ပြောဆရာကျွန်တော်သဘောပေါက်ပါရဲ့မင်း Oxford လေတန်းလာလို့နေတယ်ရန်ကုန်9နှစ်ရှိပြီရောက်တာရခိုင်ကဗမာပြည်ရောက်လာတော့ဗမာစကားရန်ကုန်သားပြည်လေတန်းမထွက်ဘူးကဲအတန်ရဲ့သဘောနားလေနော်ပြည်နော်အဲ့ဒါပဲအဲ့တော့မှတို့ listening လုပ်ပြီးတော့မှအတူပြီးတော့သူများပြောတော့ like ပြီးတော့မလုပ်ရမလဲ speaking လို့အဲ့တော့ speaking လို့တော့စကားလုံးမလုပ်ဘူးလားလုပ်ပါတယ်ဘယ်ရမလဲ reading ရမယ်အဲ့တော့ reading လုပ်တဲ့ခါမှာတော့ reading မှာလည်း level တွေမျိုးပဲအဲ့တော့အလွယ်ဆုံး level ကနေစပါတော့အဲ့တော့ဒီမှာဆိုရင် junior reading senior reading ဒီကမှသင်ပေးထားတယ်မလို့ဆရာကြောင်းလာတဲ့အခါဖြစ်နိုင် AC နဲ့ထမင်းတက်ကလေးနဲ့လာတဲ့ဆရာထမင်းကြိုးကျင်တဲ့အချိန်လေးမပေးလို့ပါမတွေးနိုင်နေတာနော်ဟုတ်ဆိုကျွေးပြီးတော့သင်နေတယ်မလို့စားရအရန်တက်တော့တခါတည်းပဲအဲ့တော့ထမင်းတက်ကလေးနဲ့လာအဲ့မှာနေကင်းမှာဆိုရင်7နာရီကို7နာရီဆိုလို့ရှိရင်ဒါ reading ရှိမယ်နော်အဲ့တော့ junior reading 7နာရီတနာရီရနေ2နာရီဆိုရင် senior reading ရှိမယ်အဲ့ senior reading မှာဆရာအချိန်တက်တာမပေးနိုင်ပါဘူးကွာအဲ့တော့ဆရာ writing လေးပါထည့်ပေးတာလေ
အဲ့တော့ writing နဲ့တွဲချင်းပေါ့ reading နဲ့ writing နဲ့တွဲချင်းနော်အဲ့လိုလေးတက်အေးစစ်စစ်တက်တာတက်အဲ့မှာမင်းတို့ရတယ်အကုန်ယူသွားအဲ့တော့ reading လုပ်ရမယ် reading လုပ်ရလဲ level မျိုးလုပ်ရမယ်အဲ့တော့စဖတ်ချင်းနားမလည်နိုင်ဒါလည်းကုန်သဘောပေါက်ချက်ချင်းနားမလည်နိုင်အဲ့ဒါလေးတဖြည်းဖြည်းနဲ့နားလည်လာမယ်ကဲဒါဆိုလို့ရှိရင် reading လုပ်မယ်အဲ့တော့မင်းတို့အလုပ်တွေဝင်တဲ့အခါမှာတရားနဲ့တရားဆက်သွယ်တဲ့အခါမှာစကားပဲလားစာရေးဖို့မလိုဘူးလားဟုတ်ပါတယ်အဲ့တော့ဘာလို့ရမလဲ writing လုပ်ရမယ်အဲ့တော့ writing လုပ်ဖို့အတွက်စကားလုံးပြရရမယ် reading ရမယ်စကားလုံးတွေဆင်းနေလုပ်မယ်လေ reading ရမယ်နောက်ဘယ်ရအောင်လဲ listening ရရဒါဆိုလို့ရှိရင် listening ရပြီ reading ရပြီဆိုရင်လည်းပျော်ကြီးတယ်ပလားမရတဲ့ဘူးအဲ့ဒါလည်းပြဿနာရှိနေတယ်မင်းတို့အခုဆိုရင်အနည်းဆုံးမင်းတို့10တန်း9တန်း10တန်းတက်တော့ test board တွေ5 6မဖတ်ဘူးလားရေးရတာအဲ့ဒါပဲဆရာလည်းအဲ့လိုဒုက္ခရောက်တာပဲဘွဲရပြီဆရာနိုင်ငံရောက်တဲ့ချိန်ဆရာဘွဲရပြီးမှသွားတာစာတွေလည်းအများကြီးနေမှာဖတ်ထားပြီးဘုသူတွေမရေးတတ်ဘူးဆရာအဲ့ဒါဘယ်လိုအဲ့ကြမှာတော်သေးတာဘောဆရာ grade တွေနဲ့သွားတယ်လို့အဲ့အိန္ဒိယရောက်တဲ့ခါကျတော့ British School of Language တောင်းမှာဒီဆရာကြီး Mr. Das မိုးစက်ဝင်တဲ့ခံမနဲ့ဆရာတကယ် English guru နဲ့သွားတွေ့လိုက်တယ်နှုတ်တော့တော်ဒုက္ခရောက်မှာ writing ကဘယ်ကနေလာလဲဆိုတော့ writing based on speaking writing based on speaking အဲ့ဒါအခုမင်းတို့အင်္ဂလိပ်လိုမရေးရတာဘာဖြစ်မရေးရတာမပြောတတ်လို့မရေးတာအဲ့ဒါပြီးမှဟာအဲ့တော့အရင်ဆုံးရေးတတ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲပြောတတ် writing based on speaking အဲ့တော့ဆရာဟို Mr. Das ကဘယ်လိုသင်လိုက်လဲဆိုတော့သူဇာတ်လမ်းတစ်ပုဒ်ပြောပြတယ်သူက story လေးတစ်ပုဒ်ပြောပြတယ်ပြောပြမင်းတို့ကအဲ့လို story မျိုးမဖြစ်ဘူးလားဖြစ်လာတယ်ဆိုတော့အများဆုံးဖြစ်တတ်တဲ့ story ပေါ့ကွာအများဆုံးဖြစ်တဲ့ဆိုဆရာလည်းအဲ့ဒါဟာဖြစ်တယ်ကျွန်တော်လည်းရှိတာပေါ့နော်ပြောသွားတယ်ပြောလို့ဆရာပြောလိုက်တာအဲ့ဒါလည်းခါပြောလိုက်တာ5-10မိနစ်လောက်ကြာပါတယ်ပြောလိုက်တော့ဆရာပြောတယ်ဟာမင်းပြောတော့ကငါအရန်စိတ်ဝင်စားတာပဲတဲ့ I'm very interested in your speaking မင်းပြောတယ်ဆိုအရင်ငါစိတ်ဝင်စားတာကွာအဲ့ဒါငါ့ကိုရေးပေးကွာငါသိမ်းထားကြလို့တဲ့ချက်ချင်းကောက်ပြီးဆိုတော့နှုတ်ပုတ်ကလေးယူကောက်ယူရေးတာ7မိနစ်အတွက်ကိုယ့်ကိုအဲ့မှာအံ့ဩပါတယ်ဆရာတက်တဲ့နဲ့တကူ7မိနစ်တကားကြည့်ဘူးနောက်နိုင်ငံခြားသွားဖို့တဲ့ဇံဝဲပြေတာလဲအစေးကိုအပုတ်ကြီး80ကျက်ပြီးမှရေးပြီးတော့ဖြေအောင်သွားတာအပုတ်ကြီး80ဒေါင်းလောင်းကြည့်အောင်ကျက်ပြီးတော့အောင်တာကိုယ့်ကိုရေးထားတဲ့အစေးတစ်ခုတဘုံမှမပါဘူးအဲ့မှာတခိုင်နဲ့ရေးလိုက်တာ7မျက်နှာထွက်လာတယ်ကြောက်ရတာစာအုပ်ကလေးဖြည့်ပေးလိုက်တယ်ဟာဆရာအဲ့တော့ကြည့်ပြီးတော့ဟာကောင်းတော့ကွာဆိုတော့ဟာတက်ရလေးခေါက်ပြီးတော့သူ့လွယ်လေးကိုသူ့ရဲ့တိုက်လေးလက်ဆွဲအိတ်တွေကိုထည့်တယ်အဲ့နောက်မှဆရာစဉ်းစားမိတယ်ငါရေးလိုက်တဲ့စာဆရာဘာလို့မှပြီးအမိုက်တမ်းမထည့်မှာသူငါ့ကိုတင်လိုက်တာရေးနေတင်လိုက်တာအဲ့တော့ရေးနေကဘယ်လိုတင်လိုက်လဲဆိုတော့ writing based on အရင်ဆုံးပြောခိုင်းတယ်ပြောပြီးမှရေးခိုင်းတယ်ကဲဒါဆိုလို့ချင်းရေးတောင်ဘယ်လိုလုပ်ရမလဲသိပြီလားနော်အဲ့တော့ပထမဆုံးဆရာပြောတဲ့စကားကိုနားထောင်မိမယ်ရှင်းပြီးတော့မှရေးအဲ့တော့ listening လို့ speaking လို့ writing လို့စကားလုံးလို့ပဲအဲ့စကားလုံးမရရဘူးreading ရမြင်ဝိုက်လာတယ်နော်အဲ့တော့ reading ရပြီဆိုလို့ရှိရင်ကျန်တဲ့3 skill 3ခုက develop ဖြစ်တာအရင်မြင်ပါမယ်မြင်ဝိုက်နော်လေနော်အဲ့ဒါအဲ့သဘောတရားပဲအဲ့တော့အဲ့မှာ skill ဘယ်နှခုသွားတွေ့ရလဲဘာလဲတစ်ခုဖြုတ်တယ်လို့ရမှာမရဘူးအဲ့တော့တစ်ခု skill တစ်ခုနဲ့တစ်ခုဘာဖြစ်နေလဲချိန်နေတယ်နော်အဲ့ဒါလေးသာတွေ့ရမှာစကိတ်ခုနဲ့သူချိန်နေတယ်အဲ့ဒါကိုနားလဲအဲ့တော့ဒီမှာဆိုလို့ရှိရင်မင်းအခုစာအုပ်တွေမိတ်ဆက်ရတဲ့ဆရာဆက်ဆွေးနေတဲ့ခါကျအဲ့ဒါပါထည့်ပြီးတော့ပြောပြပေးမယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင် scale လေးခုဖြစ်သွားပြီအဲ့တော့စကလုံးတွေကိုစပြီးတော့သင်တဲ့အခါခုနဆရာပြောပြီးစကလုံးတွေကိုစတင်တာဘာစတင်တာလဲအမှန်စတင်အဲ့တော့မင်းတို့ကျောင်းမှာအင်္ဂလိပ်ကျောင်းရောက်အင်္ဂလိပ်စာသင်တာနဲ့စကလုံးတွေဘာလုပ်ခိုင်းလဲမင်းတို့ကြက်ခိုင်းတယ်တဘောပေါ်လာတယ်နော်အဲ့လိုသွားလို့မမြင်ဘူးသွားမှာဘယ်ရစမှာရှာရရသွားကြည့်မောင်ကြီးနေနော်အဲ့တော့အင်္ဂလိပ်စကားလုံးတွေစပြီးတော့တင်တော့မယ်ဆိုစကားလုံးတစ်လုံးရဲ့ဘာကိုစတင်ရလဲဆို sound strap intonation
အဲ့တော့ဆောင်းစတဲ့ကကြတော့စကလုံးအင်္ဂလိပ်စကလုံးရဲ့သဘာဝကအင်္ဂလိပ်စကလုံးရဲ့သဘာဝအင်္ဂလိပ်ဘာသာစကားဒီမူလတော့နည်းနည်းလေးပဲရှိတယ်ဟိုလွန်ခဲ့တဲ့အနှစ်1500လောက်2000လောက်ကအင်္ဂလိပ်ဘာသာစကားနည်းနည်းလေးပဲရှိတယ်နောက်မှတဖြည်းဖြည်းနဲ့အင်္ဂလိပ်ဘာသာစကားတိုးတက်လာတာအခုဆိုရင်အင်္ဂလိပ်ဘာသာစကားမှာစကလုံး9သန်းကျော်လောက်ရှိတယ်တကဘာလုံးဘာအကြောင်းအရာကြီးအင်္ဂလိပ်လိုရေးလို့ရတယ်ဘာကြောင့်ရေးလို့ရတာလဲစကလုံးညာသဘောလာပြီနော်အဲ့လိုဖြစ်လာအဲ့တော့စကလုံးကသူကဘလို့ဖြစ်ပြီးတော့ရတယ်ဆိုတော့အင်္ဂလိပ်ကဘာကြောင့်စကလုံးတွေတိုးပွားလာဆိုတော့ရောက်ရနိုင်ငံတွေမှာသူတို့နယ်ချဲလို့ရောက်တဲ့နိုင်ငံတွေအဲ့စကလုံးတွေသူတို့ယူလိုက်တာအိန္ဒိယရောက်တော့အိန္ဒိယစကလုံးတွေအများကြီးယူလိုက်တယ်အာဖရိကရောက်တော့အာဖရိကစကလုံးတွေအများကြီးယူလိုက်တယ်အဲ့မှာစကလုံးတွေအများကြီးဖြစ်တော့အဲ့ဒါတွေကိုလည်းသူတို့အကုန်လုံးမှတ်တမ်းတင်အကုန်လုံးလုပ်တဲ့ခါကျတော့အင်္ဂလိပ်ဘာသာစကားတွေကဘာအောင်မှာတခြားဘာသာစကားတွေလည်းပို့ပြီးတော့စကလုံးကြီးများလာအဲ့တော့တခုဘာပြဿနာသွားတွေ့လဲဆိုတော့သူများရှီယာစကလုံးတွေကိုယူတဲ့အတွက်အဲ့မူလလေသံနဲ့အဲ့အင်္ဂလိပ်လေသံနဲ့ဘာဖြစ်သွားလဲဆိုရင်မကိုက်တော့စပယ်လင်နဲ့မကိုက်တော့အတန်ရဲ့စကလုံးရဲ့စပယ်လင်ရဲ့မကိုက်ဘူးအဲ့ဒါဆိုရင်စပယ်လင်ကြည့်ပြီးတော့အတန်ထွက်လို့မရဘူးအဲ့တော့အတန်ထွက်ကိုလည်းတတ်တတ်တင်ယူရတယ်ဗျာအဲ့သဘောတရားနားလဲသဘောကအဲ့လိုတင်ယူရတယ်အဲ့သဘောမျိုးရှိတယ်ဥပမာပြောမယ်ဆိုလို့ရှိရင် RENDEZ VOU RENDEZ VOU ကဲမင်း spelling တွေ့မယ်အတန်ထွက်တာလားထွက်လို့ရလားမရဘူးမင်းသင်ထားမှရမှာ round the hole လေမိတ်ဆုံရတဲ့အဲ့စကားဘလို့လို့ပြီးတော့အတန်ထွက်တာမလားအဲ့ဒါပြင်သစ်စကားပြင်သစ်ရှီကအင်္ဂလိပ်ကပြောထားတာအင်္ဂလိပ်နဲ့ပြင်သစ်ဆိုရင်ယဉ်ကျေးမှုကပြင်သစ်ကမြင်တယ်ပြင်သစ်ကမြင်တယ်ကြတော့ပြင်သစ်ရှီကအင်္ဂလိပ်တွေအများကြီးပါတယ်ဟိုလွန်ခဲ့တဲ့အနှစ်1500လောက်တုန်းကအင်္ဂလိပ်နန်းတွဲမှာပြောတဲ့စကားပြင်သစ်စကားအင်္ဂလိပ်နန်းတွဲမှာဆိုပြောတယ်နန်းတော်ဝင်စကားကလေးကချေနန်းပြရကောင်ပဲအင်္ဂလိပ်စကားပြောတယ်အဲ့တော့ပညာရှင်တွေမခံနိုင်ဘူးငါတို့အင်္ဂလိပ်စကားကိုနန်းတွင်းစကားဖြစ်အောင်လုပ်မယ်ဆိုကြိုးစားပြီးတော့နောက်ဆုံးတော်ဝင်စကားဖြစ်အောင်လုပ်ရတယ်အဲ့ဒါစတာပထမဆုံးပြင်သစ်နေစားပြင်သစ်နိုင်ငံမြောက်ပိုင်းအဲ့တော့ Norman language လို့ခေါ်တယ်အဲ့ရနေစပြီးတော့ဖြစ်လာတာသဘောပေါက်လာတယ်နော်အဲ့တော့အတန်ထွက်ကတတ်ကိုသင်ဖို့မလိုလားလို့လားဒါမှမဟုတ် spelling ကြည့်ပြီးတော့ဒီလိုဘလို့အတန်ထွက်တယ်ဆိုတာအဲ့ဒါမင်းနားပါဖို့လိုတယ်ဘလို့အတန်ထွက်သွားလဲဆရာတဘောကနော်အဲ့လိုဖြစ်သွားတယ်အဲ့ဒါအတန်ထွက်အဲ့ဒါဆောင်းနေပါလားတေချာသင်မှဒီစကလုံးကဒီလိုထွက်တာဒီစကလုံးကထွက်မှာအဲ့တော့စကလုံးတွေဆိုရင်လိုက်ကြည့်တော့ဥမာ WAT WAT မင်းတို့အတန်တက်ကတော့ထွက်နေတယ်ဝါထားလို့ထွက်တယ်ဒါအင်္ဂလန်မှာဝေကတော့ဝါထားမထွက်ဘူးဝေါ်ထားလို့ထွက်တယ် WAR ဝေါ်လို့အတန်ထွက်တယ် WAR စစ်ပွဲဝါလို့မထွက်ဘူးအဲ့ဒါ WORLD well အတန်တော့ကလည်းပြန်တယ် war နဲ့ well နဲ့တို့ဗမာတွေချက်လက်ပတ်ရမ်းတယ်ကွာအတန်တော့က WAR က war လို့ပြောတယ်အဲ့ဒါမတင်ထားမြင်မလို့တို့ဝါလို့ထွက်မယ်ဗင်းပြောတဲ့စကားသူများနားမလဲရှင်းမလားလေနော်အဲ့ဒါဘာခေါ်လဲဆိုရင်ဆောင်းလို့နောက်တစ်ခါဘာလဲဆို stress ဆိုတာအတန်ဖိတာအတန်ဖိတယ်အတန်ကြီးကဖိနိုင်တယ်မတူရှေ့မှာဖိတာချင်းအလယ်မှာဖိတယ်နောက်မှာဖိတယ် I am PORT အဲ့ဒါကိုအတန်ထွက်ပေးပါဆိုရင်နှစ်တန်ဖြစ်နေတယ်နောင်းကတစ်တန်ဘက်ကတစ်တန်နောင်းကိုထွက်ပေးပါဆို input ဘက်လို့ထွက်ပေးပါဆို input အဲ့အတန်အဲ့လိုဒီကုနာဆရာအတက်ကလေးချက်တာ decimal မှာချင်းအဲ့တိုင်းပဲအတက်ကလေးနဲ့သူမြင်းဆောင်လေးနဲ့အတက်ကလေးချက်တယ်အဲ့နေရာလေးဘာလို့ပြဆိုဖိပြရမှာအဲ့တော့ stress လို့ခေါ်တယ်အဲ့တော့ input ဆိုလို့ရှိရင်ဒါတွင်းကုန်ထုတ်ကုန်နိုင်ငံခြားနေပစ္စည်းတင်သွင်းတယ်နိုင်ငံခြားပစ္စည်းတင်သွင်းခြင်းအဲ့ဒါနော်အဲ့ပို့ပြီးမှပတ်ဖိလိုက်တယ်ဆိုရင် input ဆိုလို့ရှိရင်အဲ့ဘာမတမ်းမတူဒါဆိုရင်ကျွန်တော်ဂျပန်ကားတွေသွင်းပြီးတော့ဗမိုင်းမှာရောင်းတယ်ဒါဆိုဂျပန်ကားတင်သွင်းတယ်ဆိုတာကို I import the car from Japan လို့ပြောမလား I import the car from Japan လို့ပြောပြီးလို့ဖြစ်ရမယ် I import the car from Japan ဒီလိုဖြစ်မယ်အဲ့ဒါအဲ့ဒီမှာလည်းအဲ့လိုဖြစ်သွားတာအဲ့တော့ဒီညမှာလည်းဆရာကြုံလုံးလေးစကလုံးတွေရလဲလို့ပဲမင်းတို့စာရီတက်လာရဲ့စာရီအများကြီးရေးစရာမလိုနည်းနည်းလေးရေးကြတယ်
တောင်းနေတောင်းနားလေတယ်အဲ့ဒါလည်းကြုံလုံးလေးပြောလိုက်မယ်စကလို့ရဲ့ vocabulary အဲ့ဒါဆရာဟို92 93ဆရာပြန်ရောက်လာခါကျတော့ company တစ်ခုကဆင်းနေလာပြီးတော့မိတ်ဆွေဖြစ်တယ်ပေါ့အဲ့တော့သူတို့ကနေပြီးတော့ဒီနေ့ဂျပန်နေပြီးတော့ခုနခုနေနေသူသွင်းတယ်မော်တော်ဆိုင်ကယ်တွေသွင်းပြီးတော့ရောင်းတာအဲ့တော့မော်တော်ဆိုင်ကယ်သွင်းလေရောင်းပါအဲ့မှာသူကအဲ့မော်တော်ဆိုင်ကယ်ကွန်တိန်နာကိုထည့်တဲ့အခါမှာတစ်ခါလေးမှာကွန်တိန်နာနေရာလွတ်နေတယ်နေရာလွတ်နေတော့သူက에어ကွန်တွေပါထည့်ပေးလိုက်တယ်에어ကွန်တွေပါထည့်ပေးလိုက်တဲ့ခါကျတော့အဲ့ဒါကိုဒီပစ္စည်းတွေပို့မယ်ဆိုတော့အရင် fast နဲ့ရန်ကိုပို့လိုက်တယ်မင်းတို့လာတော့မကြခင်မှာကွန်တိန်နာလာတယ်အဲ့ကွန်တိန်နာမှာအဲ့ဒါတွေပါတယ်အဲ့ဒါအဲ့ချင်းတော့ရောင်းမှာမိုးတွင်းဖြစ်နေတယ်အဲ့လာတော့အဲ့မှာကွန်တိန်နာထဲမှာ에어ကွန်ကြီးပဲအလုံး20အစိတ်ပါအဲ့တော့ဆရာကိုလာပြီးတော့ပြောထားဆရာနဲ့ကျွန်တော်အဲ့에어ကွန်တွေကျွန်တော်မလုပ်ကြဘူးနဲ့ရောင်းမှာမိုးတွင်းမှာ에어ကွန်လည်းရောင်းလို့မရဘူးလေအဲ့ဒါဘယ်လိုအဲ့ကွန်တွေမထက်နဲ့လို့ပြောပေးပါတယ်ရေးပေးပါတယ်ဒီကနေ first နဲ့ပြန်မယ်ကဲမင်းတို့ဆိုစဉ်းစား에어ကွန်မထက်နဲ့ဘယ်လိုပြောမလဲ에어ကွန်မထက်နဲ့တော့ပတ်တဲ့에어ကွန်လားအဲ့ဒါဆရာရေးပေးလိုက်တယ် Aircon is not hockey အဲ့လိုဆရာရေးပေးလိုက်တယ် Aircon is not hockey ကိတ် HOD hot စီကိတ်ကိတ်ဘူးမဟုတ်ဘူးလေဆိုတော့အဲ့ဒါဆရာအဲ့ကုမ္ပဏီကကလေးတွေကလာတော့ဆရာတဲ့ hockey ကဘာလို့လဲ hockey ဆိုတာရောင်းကောင်းတဲ့ပစ္စည်းAircon is not hockey လို့ဆိုရင်ရောင်းမကောင်းအဲ့ဒါဆိုရင်သူကဘာလုပ်မလဲဖြတ်လို့တခြားပဲပြထင်တယ်ချင်းဝိုက်တာလေအဲ့ဒါနဲ့ဆရာကပြောတယ်ဆရာတဲ့ဒီဂျပန်နဲ့ဟော့ကိတ်ကိုသိပါမလားဆရာရဲ့တော်တော်လေးစိတ်ပူတယ်ဂျပန်မှာ national ရှိတာပေါ့လေရှိသိတယ်ကွာလို့ထည့်လိုက်နောက်တစ်ကြတော့စားနောက်နေ့မနေ့ကျတော့ sorry first ပြန်ဝင်လာတယ်ကဲအကောင့်တွေမရှိတော့ဖြုတ်လိုက်ဒါပဲလေမလို့စတတ်ဖို့လိုတယ်ဆိုတာဒါပဲAircon is not hockey ဒါပဲဆရာရေးလိုက်တယ်သုံးလုံးနဲ့ရေးလိုက်တယ်အမထည့်ပါနဲ့လို့ဗမာလို idea တွေတော့ပို့တူပါရင်မဟုတ်ဘူးလားအဲ့ဒါလည်းမဟုတ်နော်အဲ့တော့ strike မှာအရင်ရေးကြည့်တယ်နောက်တစ်ခုနောက်တစ်စလုံးလေးတစ်လို့ RECORD အဲ့တော့နောင်လို့ထွက်ပေးပါဆိုခုနလိုပဲရှေ့မှာဖိလိုက်ရင် record မှတ်တမ်းအဲ့လိုဖြစ်သွားပြီဘာလို့ထွက်ပေးပါစီမှာဖိမယ် record it အတန်သွင်းထားrecord ဆိုရင်အမှတ်တမ်းမှတ်ရ record is မှတ်တမ်းနေတာအဲ့တော့မင်းတို့တယောက်ကအင်္ဂလိပ်လိုပြောလိုက်မယ်ဟဲ့ record ရလို့ဆိုပြီးကိုယ်မှတ်တမ်းရှာပေးရမှာလားမှတ်တမ်းအတန်သွင်းပေးရမှာလားဒါလိုရှိသေးတယ်လေတဘောနော်အဲ့ဒါကြောင့်မလို့အဲ့ဒါလေးသတိထားအဲ့တော့အဲ့အတန်ရလို့ခေါ်အဲ့တော့မင်းတို့ထွက်နေကြ BEAUTIFUL ဘယ်လိုထွက်လဲ beautiful လို့ထွက်မယ် beautiful အင်္ဂလိပ်အတန်ပြောတာသူ့အစစ်ကရှေ့မှာဖိတယ် beautiful အဲ့လိုထွက်မယ် VGTVL မင်းတို့ထွက် vegetable လို့ထွက်မယ်လေးနာဖြစ်သွားပြီ vegetable သုံးနာပဲထွက်တယ် vegetable အဲ့ဒါတွေကစလို့ပြင်ယူရမှာ TELE ပြေးကြွယ်နည်းတယ်လီဖုန်းဆိုရင်မြန်မာတန် telephone HOTEL hotel ဆိုရင်ဘာမှလား hotel လို့ပြောမှာနောက်ကပြင်ရတယ်အဲ့လည်းဖြစ်သွားမယ်အဲ့တော့အဲ့အတန်ရဲ့စာမင်းတို့နားပါဖို့လိုတယ်တဘောလားနော်အဲ့တော့မင်းတို့ကတကယ်လို့နေဖုန်းကနေပြီးတော့နိုင်ငံခြားသတင်းတွေပဲနားထောင်တယ်အဲ့အတန်ဦးစားပြီးနားထောင်တာဒီနေ့ဘယ်လိုထွက်သွားလဲဒီနေ့ဘယ်လိုထွက်သွားလဲအဲ့လိုဖြစ်သွားမယ်ကဲဒါကစကလုံးတစ်လုံးချင်းပေါ်မှာဖိတဲ့အတွက်အဲ့တော့ဘာခေါ်လဲဆိုတော့ watch stress လို့ခေါ်တယ်စကလုံးတစ်လုံးချင်းမှာချင်းနဲ့ stress ဆိုရှိတယ်ချင်းနဲ့ပေါ်မှာလည်းဖိတယ်ချင်းနဲ့ကလည်းတမန်နဲ့သွားတာမဟုတ်ဘူးချင်းနဲ့ကြောင်ပြောတဲ့ခါမှာအတန်နဲ့တန်နဲ့မသွားဘူးအဲ့တော့ဖိတန်နေရှိတယ်ဘယ်နေရာမှာရှိလဲဆိုတော့မင်းတို့ eight part of suite နောက်တော့ battle adjective eight part ကိုကြားဖို့တယ်မလားအဲ့ eight part of suite မှာ၄ခု part of suite ၄ခုမှာ stress ရှိတယ်ကျန်တဲ့ stress part of suite မရှိဘူးနောက်ရ verb က adjective က adverb ကအဲ့၄ခုမှာ stress ရှိတယ်proposition or conjunction or pronoun တို့ဘာမှ interjection တို့မရှိအဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်အောင် I go to school အဲ့မှာလိုက်ပြီးတော့ stress တွေထည့်ကြည့်အောင်
ဆိုတော့ I က pronoun ဖြစ်တဲ့အတွက် pronoun မှာ set မရှိဘူးကိုဘာမှရှိလားရှိတယ် to proposition မှာရှိလား school noun မှာရှိလားအဲ့တော့ I go to school မှာ go နဲ့ school ကို maintenance ကြားမယ်ကျန်တဲ့အမှန်တွေကတိတ်ကြောက်ကျန်တဲ့အမှန်ဘာလို့လဲဆွဲလို့လုပ်ပါတယ်ဆွဲလို့လုပ်တယ်ဆိုတာအမှန်မျိုးချသွားတယ်အဲ့ဒါဘာသာစကားတိုင်းမှာရှိတယ်အဲ့ဘာသာစကားတိုင်းမှာရှိတော့အဲ့အတန်ဆွဲလို့လုပ်တဲ့အတန်လည်းကွာသိရမယ်သူပြင်းနေမှာဒီနေ့မှာဒီလိုအတန်လုပ်ပါတယ်အဲ့ဒါမင်းစကလုံးတွေဘုသူတာရှိမှရမှာဗမာစကားကိုပြန်ကြည့်ဗမာစကားမှာနင်မနဲ့ပြန်လာမယ်မဟုတ်လားလို့ဘယ်ဗမာမှပြောအောင်ပြောနဲ့နေလားမဟုတ်လားအဲ့တော့မဟုတ်လားဆိုနိုင်ငံသားမဟုတ်လားမဟုတ်ဘူးအဲ့မဟုတ်လားဆိုတော့အတန်မျိုးချတယ်တွဲဆွဲလို့အင်္ဂလိပ်မှာအဲ့လိုလုပ်တယ်အဲ့တော့ I go to school မှာအဲ့မှာ go school ကိုမင်းပြီးပြီးတတ်ကြားမယ်ကြားတော့သိနေကြရအဲ့လိုဖြစ်သွားတယ်တော့ဆွဲလို့လုပ်ပါတယ်အဲ့ဒါကြောင့်မလို့သူများပြောတဲ့စကားကိုနားလည်ခြင်းလဲဆိုရင်သူကပြောတဲ့စကားကိုမနားလည်ခြင်းလဲဆိုရင်မင်းဘယ်လိုဘာကိုဖမ်းမလဲဆိုကောက်ကိုဖမ်းသဘောလားနော်သူဘာဘက်ကိုပြောတာလဲအဲ့ဒါဆိုရင်ခံမှန်းလို့ရတယ်နောက်ကျတော့တဖြည်းဖြည်းနဲ့ခုနနားလည်မှုရတော့ listening ကတဖြည်းတက်လာတော့ completely နားလည်တာပါဒါပေမဲ့စကားကတော့အကုန်နားမလဲသဘောလားနော်အဲ့လိုဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့မှာ I go to school မှာ go နဲ့ school ကိုလေ့ကျင့်ကြမယ်ကျန်တော့သိကြရတယ်အဲ့လိုဖြစ်သွားမယ်အဲ့ဒါဘာခေါ်လဲဆိုရင် sentence structure ခေါ်တယ်အဲ့ဒါစကားလုံးကမသိရသေးဘူးနော်အတန်နေပြနေမင်းတို့တော်တော်ပြဿနာတက်တယ်နော်အဲ့ဒါနောက်တစ်ခုကဘာကိုသွားမလဲဆိုတော့ intonationဆိုတော့ rising and falling of the voice အတန်အနေနဲ့အဲ့တော့အခြေခံအဖြစ်၃တန်ပေါ့တက်တန်ရှိမယ်ကြာတန်မှန်ရှိမယ်ကြာတန်ရှိအဲ့တော့တက်တန်ဘာမှသုံးလဲဆိုတော့ yes no question တွေမှာတက်တန်သုံးတယ် yes no နဲ့ဖြေလို့ရတဲ့ question do you understand နားလည်လားအဲ့မှာအတန်တက်သွားတယ် do you understand ဒီတန်မျိုးမလား do you understand အဲ့တော့ yes I do နားလည်ပါတယ်ဆရာ do you understand are you student မင်းကျောင်းသားလား are you student တော့အတန်တက်သွားတယ်အဲ့တော့ yes no နဲ့ဖြေလို့ရတဲ့အတန်မှာအများအားပြတယ်အတက်တန်ရှိတယ်တန်မှန်တော့ခံရလာကလေးလေးလား have a seat count ဒါကတန်မှန်ကြာတာကဘာမှသုံးလဲဆိုတော့ request လို့သုံးတယ်မေတ္တာရက်ခံတာ will you please come in အထက်ကြပါဦးနော် will you please come in အဲ့မှာအင်းလေးကအတန်လေးကအောက်ကိုချပြီးတော့ပြောရတယ် come in လို့ပြောရင်ဒါမျိုးစိန်ခေါ်တဲ့သဘောလားတရားနဲ့တော့နားလည်မှုတော့နားလည်နော်လေနော်အဲ့တော့အတန်တော့ဒီ international အရေးမကြီးလားကြီးလားကြီးတယ်အဲ့တော့အခက်ဆုံးကတော့အဲ့ထက်မှာအခက်ဆုံးကဘာအခက်ဆုံးလဲဆို international ပဲဆရာတို့လည်း international ကိုအင်္ဂလိပ်လေးသာအစ်စ်ကိုမပြီးဘူးမတူနိုင်ဘူးမင်းတို့ဟိုမှာကိုပြီလို့ပါလို့ Facebook မှာအမေရိကန်ဟိုဗမာလိုပြောနေတွေ့လားတွေ့မှာပဲသူ international မှန်တာဗမာအတန်မျိုးသူထွက်လာထွက်ဘူးအဲ့တိုင်းပဲမင်းတို့ပြောမင်းတို့အင်္ဂလိပ်ပြောတာအဲ့တိုင်းပဲပြင်ပါအဲ့လောက်ရတယ်ဆိုမနေဘူးကလားအဲ့ဒါကိုပြီးပြောတဲ့ဗမာစကားကိုမင်းတို့နားလည်ပါတယ်ဒါပေမဲ့ဗမာသားတော့မဟုတ်ဘူးတဘောနော်လေ့လာတယ်ကဲဒါပဲဆိုလို့ရှိရင်ဒါစကလုံးတစ်လုံးကိုလေ့လာတော့မယ်ဆိုရင်ပထမဆုံးစပြီးတော့စကလုံးရဲ့အတန်ကိုစလေ့လာတယ်အဲ့တော့အတန်တွေကပါလို့ sound ရဲ့ structure ရဲ့ intonation ကဲဒါတခုအဲ့တော့ပြီးတော့မှဘာလာမလဲဆိုတော့စကလုံးရဲ့အဓိပ္ပာယ်ကိုလာစကလုံးရဲ့အဓိပ္ပာယ်အဲ့ကြားမှာဆရာတို့သင်ရအောင်စကလုံးရဲ့အဓိပ္ပာယ်ကိုသုံးတဲ့အခါမှာစကလုံးမှာအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဆရာတို့ပထမဆုံးစဖွင့်တာဘာနဲ့ဖွင့်လဲဆိုတော့ဒီ pragmatic meaning လို့စခေါ်တယ် pragmatic မဟုတ် semantic meaning ကိုစခေါ်တယ်နှစ်မျိုးဖွင့်ရတယ်ဆရာတို့စကလုံးတစ်လုံးနှစ်မျိုးဖွင့်တယ် semantic meaning ရဲ့ pragmatic meaning အဲ့တော့ semantic meaning ဆိုတာကစကလုံးရဲ့သဘာဝကိုကြည့်ပြီးဖွင့်ဆိုတာစကလုံးရဲ့သဘာဝဥပမာ dog ဆိုလို့ရှိရင် what is a dog ဆိုရင်အဲ့ဒါမင်းတို့ငယ်ငယ်တော့ဘယ်လိုကြက်ခဲ့လဲ dog မြေ equal ခွေးပေါ့အဲ့လိုသွားလို့အဲ့မစာမတတ်တာတွားမှာ what is a dog is a kind of animal ဒါ general meaning ခေါ်တယ်a kind of animal လောကကြီးမှာရှိတဲ့ပစ္စည်းတွေနဲ့ဆွတ်ထုတ်လိုက်တာဒါ animal ပဲဒါဒီအိမ်မဟုတ်ဘူးကြောင်းမဟုတ်ဘူးဘောရကမဟုတ်ဘူးလူမဟုတ်ဘူး animal အဲ့ဒါ general meaning သူ့ရဲ့ particular meaning က it has full leg ခြေထောက်လေးချောင်းပါတယ် it is stay ရင်ပါတယ်အဲ့လိုနှစ်ပိုင်းခွဲပြီးတော့ဖွင့်ရတယ်စကားလုံးတစ်လုံးဖွင့်ရတယ်ပထမဆုံးက general meaning ဒုတိယက special meaning particular meaning လို့လာပါတယ်အဲ့လိုဖွင့်ရတယ်တဘောလားကဲနော်အဲ့လိုသွားမှအဲ့တော့နောက်ကမင်းဘာပဲဖြစ်ဖြစ်
မင်းလက်တွေ့စကားပြောတာမင်းစဉ်းစားတယ်သူများမပြောတဲ့မင်းပြောတဲ့စကားသူများနားမလဲဘာလဲဆိုတာမင်းပြန်ရှင်းရမယ်ဥပမာပြောလို့ရှိရင်ဆရာတစ်ပည့်တယောက်အညာလားဆရာတဲ့ကျွန်တော်မနေ့ကတော့တောက်ကြနေပြီဆရာတဲ့အဲ့တော့ဆရာတစ်ပတ်လုံးဆရာသင်နေတာတောက်ကြနေကျွန်တော်တရားပေါ်တက်သွားတယ်တဲ့7နာရီ7နာရီလောက်အဲ့ဒါအဖြူတွေနဲ့တွေ့တယ်ဆရာတဲ့အဲ့ကျွန်တော်စကားပြောနေတယ်သူတို့နဲ့ဒီကြောင့်မှသူတက်တာ2လလောက်ပဲရှိတယ်အဲ့ဒါတွားပြီးတော့သူပြောတယ် hello ဟိုကောင်နဲ့လည်း hello တဲ့ဟုတ်တယ် so 7နာရီလောက်ဆိုတော့သူကမေးလိုက်တယ်နှမ်းပြီးတော့ have you finished your lunch what is lunch lunch မသိဘူးလေဒီအဖြူကဒါအင်္ဂလိပ်ဟုတ်ချင်မှလည်းဟုတ်ပါဘောတခြားယူရိုပီယန်တွေဖြစ်မှာပေါ့ဗျာဂျာမန်တို့ပြင်သစ်တို့ပိုလန်တို့အမျိုးမျိုးဖြစ်မှာပေါ့အဖြူတွေပဲအဲ့တော့ lunch ကဘာလဲဆိုတာမသိဘူးဆရာရဲ့အဲ့ဒါဆရာသင်ထားလို့ကျွန်တော်ပြောတတ်တာပေါ့ဆရာSo the middle meal of the day, I see it. I have finished. But lunch go badi hure hai. Aro lunch ka bale so tu ye submit menu ha. The middle meal of the day. Tabo la ne no. Ara be. No. Aro da ga the middle meal of the day ga bala so da submit menu. Atu တွားပြီးတော့တွဲရမှာ pragmatic ဖြစ်သွားတာက lunch တွေဘာလို့ ရလဲဆိုတော့စားတာ lunch တွေအလှကြည့်တာမဟုတ်ဘူးလိုးတယ်မဟုတ်ဘူး I eat lunch I have lunch အဲ့လိုစကားလုံးသုံးလိုက်တယ်အဲ့ဒါကိုဘာခေါ်လဲဆိုရင် pragmatic ဒါလည်းဟုတ်လားလေနော်ကဒါပဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီစကားလုံးကြီးဘယ်လိုလေ့လာတယ်စကားလုံးဘယ်လိုလုပ်တယ်ဆိုသဘောပေါက်လာပြီအဲ့တော့ဆရာတော်နည်းလေးကိုစာအုပ်ကလေးတွေမိတ်ဆက်ရအောင်နော်စာအုပ်ကလေးမိတ်ဆက်ကျောင်းသား